ဆိုရီပြောင်းရေရချေတယ်လို့ဆိုပြီးတော့ခြေကြတာပဲဒါအပေးရင်သမားတွေနဲ့သက်ဆိုင်တယ်ပေါ့နော်မှန်ပါဗျာအဆိုးလုံးတဲ့အချိန်ကအဆိုးကကိုယ့်ရင်ထဲမှာဖြစ်ပြီးသားမှန်ပါဗျာမြတ်စွာဘုရားရဲ့အဆုံးအမအရာအဆိုးပြောက်အောင်မလုပ်ရလဲကိုကဥပမာသူတော်ကောင်းတူကိုပြစ်မှားမိခဲ့တယ်သူ့ကိုစော်ကားပြီးတော့ပြောခဲ့တယ်ဆိုလို့ရှိရင်သူ့ကိုပြန်တောင်းပန်တယ်နောက်ထပ်မလုပ်ပါဘူးလို့ဝန်ခံကြည့်ပေးတယ်အဲ့ဒါလို့လှုပ်ခြင်းဟာဒီအဆိုးပြောက်တာတော့မဟုတ်ဘူးသူနှစ်ခုရှိတယ်လှုပ်တုံးကဖြစ်တဲ့အကုသိုလ်ကိုအာရမ္ပဆာလို့ခေါ်တယ်လှုပ်လို့ဖြစ်တာမှန်ပါဗျာအဲ့ဒီလုံးမိတဲ့အမှားကိုသိလာတဲ့အခါမှာစိတ်ညစ်နေတာကြတော့ဝိပရိတာရဆာလို့ခေါ်တယ်ဝိပရိတာရဆာလို့ခေါ်တယ်ပြန်တောင်းပန်တယ်ဆိုတာအဲ့ဝိပရိတာရဆာကိုဖျောက်တာမှန်ပါဗျာလိုပြီးသားကပျောက်သွားတာလို့ပြောတာမဟုတ်ဘူးမှန်ပါဗျာသူကဆက်ပြီးတော့အကုသိုလ်မဖြစ်အောင်ရပ်တန့်ခိုင်းတာပဲဖြစ်တယ်မှန်ပါဗျာမှန်ပါဆိုတော့ကင်ဆာရောဂါဖြစ်နေတဲ့လူကိုကင်ဆာကိုဆေးနဲ့ထိန်းလိုက်တာပေါ့မှန်ပါဗျာကင်ဆာဆဲတွေမပွားအောင်ဆေးနဲ့ထိန်းပြီးတော့ isolated လုပ်တယ်လို့ပဲမှန်ပါဗျာယောဂါကိုမပြတ်ပွားအောင် quarantine လုပ်တယ်လို့ပေါ့မှန်ပါဗျာအဲ့လိုပဲလုပ်လို့ရလုပ်တာပေါ့နော်မှန်ပါဗျာဒီအစိုးရလုပ်ပြီးသားတွေလုံးဝဘာမှအကျိုးမဖြစ်ထုံမဲ့နဲ့ပျောက်သွားတယ်ဆိုတာမရှိဘူးမှန်ပါဗျာမရှိနိုင်ဘူးနော်မတရားလုပ်ပြီးရရခြေလိုက်ရင်အစိုးရပျောက်သလားဆိုတော့မပျောက်ဘူးဒါကတော့ပျောက်နိုင်တာမျိုးမဟုတ်ဘူးဒါဆိုရင်အနေငယ်ယွန်နေသက်တာမျိုးရောဖြစ်နိုင်သေးလားရှင်စိတ်ထဲမှာတော့ကျေနပ်တယ်လို့တော့ရှိကောင်းရှိမှာပေါ့မှန်ပါဗျာဟုတ်တယ်မဟုတ်လားမှန်ပါဗျာအဆိုးကတော့အဆိုးလာမှာပဲလေမှန်ပါဗျာကိုလုပ်တဲ့အတိုင်းတာပေါ့ဒါတာမန်ဆိုလို့ရှိရင်တော့တာမန်ကိစ္စပေါ့မှန်ပါပျောက်သွားတယ်လို့ပြောတာမဟုတ်ဘူးတရားဗျာမှန်ပါဗျာမြတ်စွာဘုရားရှင်ခေတ်ကမိုးကြိုးပြစ်တာကိုထလက်နဲ့ကားတယ်ဆိုတာဘုရားခေတ်ကပြောတာမှမဟုတ်တာအဲ့ဒါဗမာစကားပဲမိုးကြိုးပြစ်တာကိုထလက်နဲ့ကားဆိုတာဆိုလိုတာကမိုးကြိုးလိုအချိန်ကြီးတာကိုထလက်လို့အားပြောတဲ့ဟာနဲ့ကားလို့မရဘူးလို့ပြောတာပဲရှိတာအဲ့ဒါဆိုရင်ဒါမြတ်စွာဘုရားရှင်ခေတ်ကဖြစ်တာမဟုတ်ဘူးဒါဘုရားနဲ့မဆိုင်ဘူးဘုရားရှင်ခေတ်ကဖြစ်တာလည်းမဟုတ်ဘူးခဏခေတ်လူတွေပြောနေတဲ့ဟာမှန်ပါဗျာမိုးကြိုးပြစ်ရထလက်ကားဆိုတာအကာအကွယ်မဖြစ်နိုင်ဘူးလို့ပြောတဲ့စကားဒါမှန်ပါဗျာမှန်ပါဗျာမိုးကြိုးလိုအချိန်ဝါကြီးတဲ့အရာကိုထလက်နဲ့ကာလို့ပဲရမှန်ပါဗျာမရဘူးလို့ပြောလို့တာပေါ့နော်မှန်ပါဗျာမှန်ပါအဲ့ဒါကိုမြတ်စွာဘုရားရှင်ခေတ်ကမိုးကြိုးပြစ်တာကိုထလက်နဲ့ကာတယ်ဆိုတဲ့အဖြစ်ပြက်ကြားဥပါတယ်မရှိပါဘူးအဲ့ဒါမျိုးကခုနလိုရေရခြေတာနဲ့ပျောက်သွားတယ်ဆိုတာမျိုးကတော့မြတ်စွာဘုရားလည်းမဟောပါဘူးတရားမှန်ပါဗျာခုနလိုတောင်းပန်လိုက်လို့ရှိရင်သူဟာစိတ်ချမ်းသာမှုရသွားပြီးတော့ကောင်းတာတွေကိုဆက်လုပ်သွားတဲ့အနေထားပဲရှိတယ်အပြည့်တစ်ခုလုပ်ပြီးရင်အဲ့ဒီအပြည့်ကတော့အမဲဆက်ကတော့ရှိနေမှာပေါ့မှန်ပါဗျာမှန်ပါသို့တော့နောက်ထပ်ဆက်မလုပ်တာအဓိက